ဦးဇင်းတို့ဒီနေ့ဆရာတော်ခဏလေးနည်းနည်းနောက်ကျမှာမို့နမောတတနဲ့စတင်ရအောင်ပေါ့နော်နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆရာတော်ဘုရားဦးတင်ပါလေဗျာကဲဒီနေ့အဲဆိုရင်တို့ဓမ္မကြီးတော်နေနေလွင်အဲ့ဒီခန္ဓာတုတ်ကိုအတန်ထွက်နဲ့ရွတ်ပေးပါဦးနော်ဓမ္မဗျာတဗ္ဗတိဝိသဇာတိနံဒိဗမန္တာကထံဝိယယန္နာတေတိဝိတံခောရံတေသင်္စာပိပရိတယံအာနခိတံမိတပ္ပထတပ္ပဒာတပ္ပပါဏိနံတပ္ပသောပိနိဝရေတိပရိဒံတံဗနာမဟေဝိရုပခေဟိမေမိတံဧရာပထေဟိမေစဗျာပုတ်တေဟိမေမိတံကန္နာဂောတမကေဟိစအဘာတကေဟိမေမိတံဒွိပါတကေဟိမေစတုပတေဟိမေမိတံဘဟုပတေဟိမေမာမံအဘာတကောဟိန္တိမာမံဟိန္တိဒွိပါတကောမာမံစတုပရောဟိန္တိမာမံဟိန္တိဘဟုပတောတဗ္ဗေတတ္တာတဗ္ဗေပါဏာတဗ္ဗေဗုဒ္ဓသကေဝလာတဗ္ဗေဗတ္တရာနိပတ္တန္တုမာကိဉ္စိပါပမာဂမအပမာနောဗုဒ္ဓောအပမာနောဓမ္မောအပမာနောသံဃောပမာဏဝန္ဒာနိတရိတပါနိအဟိဝိစီကာတတပတိဩနာနာဘိတရဘူမူတိကာကတာမေရခာကတံမေပရိဒံပရိကမန္တုဗုဒ္ဓာနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓါနံခန္ဓာသုတ်တံနေဋ္ဌိတံဟုတ်ပါပြီအဲ့ဒါဆိုရင်ဓမ္မကြီးတော်မျိုးတွေဦးတစ်ခေါက်လောက်ပူဇော်ပေးပါအောင်မင်္ဂလာပါဘုန်းဘုန်းဖျားခန္ဓာတုတ်တာပါဠိတဗ္ဗတိဝိတဇာတိနံဒိဗမန္တာကထံဝိယယေနာတေတိဝိတံခောရံတေသင်္စာပိပရိတယံအာနာခိတမိတပ္ပထတပ္ပဒာတပ္ပပါဏိနံတပ္ပသောပိနိဝရေတိပရိဒံတံပနာမဟေဝိရူပခေခဏလေးနော်ဓမ္မကြီးဦးဇင်းတို့ဒီနေရာမှာအာနာခိတံမိလို့မဟုတ်ပါနဲ့နော်ဒီမှာဦးဇင်းတို့နာဘီအာဒရကိုကာဘီသက်အတန်ထွက်မယ်အာနက်ခိတံမိခိတံမှန်ပါဗျာပြန်ပူဇော်လိုက်မယ်ဗျာဟုတ်အာနက်ခိတံမိတပ္ပထတပ္ပဒာတပ္ပပါဏိနံတပ္ပသောပိနိဝရေတိပရိတံတံဗနာမဟေဝိရူပခေဟိမေမိတံဧရာပထေဟိမေစဗျာပုတ်တေဟိမေမိတံကနာဂောတမကေဟိစအပါတေဟိကန္နာဟုတ်ပြီနော်ဒီမှာဝက်ပြီးမတူဆင့်ခဲ့မှုနှစ်စုအတန်ထွက်ဒီမှာအတင်းကြီးဝတ်ထဲကနာကြီးပြီးနဲ့အောက်ဝတ်ထဲကဟာပြီးနဲ့ဆင့်ထားလို့အဲ့မှာနာကြီးကအတ္တတန်လည်းထွက်မယ်သူရဲ့ငွေအခရာတန်လည်းထွက်ပြီမယ်နော်ဒီမှာ
မှန်ပါပြီ ဟုတ် မေတ္တံကဏ္ဍဂေါတမကေဟိစမေတ္တံကဏ္ဍဂေါတမကေဟိစအဘာတကေဟိမေမေတ္တံမေတ္တံဒီပါတကေဟိမေစတုပ္ပတေဟိမေမေတ္တံမေတ္တံဘဟုပ္ပတေဟိမေမပံအပါတကောဟိန္တိမမံဟိန္တိဒွိပါတကော မမန်လို့ထွက်ပါတယ်ဒီမှာဦးဇ မ င်းတို့ မံ မဟာမန်မာဆိုတဲ့တန်လေးကိုပြပြတတ်တာလေးပေါ့နော်အာတန်အာတရတန်လေးဖြစ်သွား မှန်ပါပြီမာမံဟိန္တိဒွိပါတကောမာမံစတုပ္ပတောဟိန္တိမာမံဟိန္တိဘဟုပ္ပတောတဗ္ဗေတတ္တာတဗ္ဗေပါဏာတဗ္ဗေဘူတာစကေဝလာတဗ္ဗေဗတ္တရာနိပတ္တန္တုမာကိဉ္စီပါပမာကိဉ္စီလားမာကံစီလားဗျာ ကိဉ္စီကိဉ္စီလုံးကြီးတင်ကြံခဲ့တာ မာကိဉ္စီပါပမာကမာအပမာနောဗုဒ္ဓောအပမာနောဓမ္မောအပမာနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝိစီကာတတပတိဩနာနာဘီတရဘူးမူတိကာကတမေရက္ခာကတမေ ကတာမေရက္ခနောက်တော့မိုင်းကတာ ကတာမေရက္ခာကတမေပရိတ္တံပဋိကံပဋိကမန္တုဘူတာနိတောဟံနမောဘဂဝတောနမောတတ္တာနံသမ္မာသမ္ဗုဒ္ဓါနံခ မ န္ နေ့ ဓာ က သုတ်တံ မနေ့ကဆရာတော်ဒီမှာပြောသွားတယ်တွေ့တာကမိုင်းနမောတတ္တ နမော နံ တတ္တ သမ နံ ္မာသမ္ဗုဒ္ဓါနံ နမောတတ္တနံသမ္မာသမ္ဗုဒ္ဓါနံခန္ဓာသုတ်တံနေဋ္ဌိတံပါဗျာ ဟုတ်ပါပြီဦးဇင်းတို့ဆရာတော်လည်းကြွလာပြီပေါ့နော်ဦးဇင်းတို့တရားစက္ကန့် share တာကိုရပ်လိုက်ပါမယ်နော်2000အင်္ဂါနေ့ဘုံတို့သင်္นานရက်နဲ့ပြောရင်တော့ ရှိ 18ရက်မြောက်နေ့ပေါ့နော်18ရက်မြောက်နေ့ရောက်လာခဲ့ပြီ18ရက်မြောက်နေ့ရောက်လာခဲ့ပြီအခုပြေကြီးအနေနဲ့လည်းပဲမာတတ်တဲ့အားလေးတွေကိုပြပြီးတော့နမူနာဖတ်တာဒီနေ့ညဆိုရင် ခန္ဓာသုတ် မောရတုတ်ရောက်ပြီပေါ့နော်မောရတုတ်ရောက်ပြီပြီးတော့ပြီးခဲ့တဲ့တောက်ကြနေ့ကပေးလိုက်တဲ့ assignment ကိုလည်းပဲဒီနေ့ညဖြည့်ဆို့ပြရမှာပါနော်ဒီလိုတွေဖြည့်ဆို့ပြရတာလည်းပဲတခြားကြောင့်မဟုတ်ပါဘူးဒီလိုအမေးဖြေပြောမပြဘူးဆိုလို့ရှိရင်ကိုဖြေတဲ့ဟာတွေကိုရေးတဲ့ဟာတွေကမှားလားမှန်လားမသိပဲနဲ့သင်္นานသာပြီးဆုံးသွားတာငါတို့ရေးတာတွေမှန်လားမှားလားဒါတွေဘယ်သူမှမသိပဲနဲ့အဲ့လိုဖြစ်သွားတယ်လို့ပါအဲ့တော့ဘုန်းတို့ပရိတ်ကဒီကနေ့ညဘယ်တော့ရောက်ပြီလဲ မောရတုတ်ပါဗျာ မောရတုတ်ရောက်ပြီနော်မောရတုတ်ရောက်ပါအဲ့တော့မောရတုတ်လေးကိုဘုန်းတို့ရွတ်ကြည့်အောင်မောရဆိုတာပါဠိလိုမောရမြန်မာလိုကဥဒောင်းပေါ့
မောရပါတော့ ဥတောင်းမှာ ဥတောင်းပါ တောင်းမင်းတုတ်တံပေါ့တောင်းမင်းတုတ်တံဒါမောရတုတ်တံခုစကရင်ရှေ့တာမြင်ရနော် မြင်ရပါတယ်ဗျ ဘူရင်တံဘောရိတံဘာရိနိဗ္ဗတံမောရယောနိယံယေနာတံဝိဒာရခံမာတတံဝနေစရာဒီမှာလည်းပဲဘူရင်တံရင်ဆိုတော့ဘာသံတို့ အင်း ဥ တန် တမ်းပါဗျာ တံအဲ့ဒါကိုပူရီတံလို့ဖတ်တတ်ကြတယ်အဲ့ဒါလေးလည်းခူးဆိုင်ပါစီရတံဝါယမန္တာပိနေဝသခိန္တုခဏိတုံယမမန္တန္တိအခါတံပရိတံတံဗနာမဟေဥဒေတယံသကုမာဧကရာဇာဟရိတဝန္နောပရဝိပ္ပဘာသောတန္တနမတ္တာမိဟရိတဝန္နံပရဝိပ္ပဘာသံတယေဇာဂௌဒာဝိဟရေမုဒီဝတံတယေဇာဂௌဒဝိဟရေမုဒီဝတံလို့ဆိုရတယ်တယေဇာဂௌဒဝိဟရေမုဒီဝတံဒါလည်းပဲသူအပိုက်သူဂါထာပါရပေါ့သူအပိုက်နဲ့သူဖြတ်တတ်အောင်လုပ်ပေါ့တချို့ကြတော့လေအပိုက်တွေရောသွားတယ်နော်ယေဗမနာဝေရကုသဗ္ဗဓမ္မေဒေမေနမောတိသမံပါဠယန္တုနမတုဗုဒ္ဓနာနမတုဘောရိယာနမောဝိမု ddha နာနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာမောရောစရတိလို့လည်းပဲဖတ်တတ်တယ်စရတိလို့လည်းဖတ်တတ်တယ်ဒါနှစ်ခုလုံးမှန်ပါတယ်နော်အဘေဒယံသကုမာဧကရာဇာဟရိတဝန္နောပရဝိပ္ပဘာသောတန္တံနမတ္တာမိဟရိတဝန္နံပရဝိပ္ပဘာသံတယေဇာဂௌဒဝိဟရေမုရတ္တိဒီနေရာမှာလည်းပဲဖြစ်တတ်တာလေးကအပေတယံကိုအပေတယံလို့အကိုအတန်ပြည့်ဖတ်တတ်တယ်ပေါ့အပေတယံကအပေတိပုံနဲ့အယံပုံနဲ့တွဲဆက်ထားတာအပေတိကအပအေတိလို့ဒီလိုခွဲထပ်ပြီးခွဲလို့ရဒီနေရာမှာအပုံမဟုတ်ဘူးအပပုံဒါကြောင့်အပေတယံသကုမာဧကရာဇာဟရိတဝန္နောပရဝိပ္ပဘာသောတန္တနမတ္တာမိဟရိတဝန္နပရဝိပ္ပဘာသံတယေဇာဂௌဒဝိဟရေမုရတ္တိယေဗျမနာဝေရကုသဗ္ဗဓမ္မေဒေမေနမောတိသမံပါဠယန္တုနမတုဗုဒ္ဓနာနမတုဘောဓိယာနမောဝိမု ddha နာနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောဝါသမဂဗယေဒီမှာလည်းပဲယေဗျမနာဂါထာက6ပိုက်ရှိတယ်အဲ့ဒီ6ပိုက်မှာပရမပါဒနဲ့ဒုတိယပါဒတွဲပြီးတော့ဖတ်လို့ရတယ်တတိယနဲ့စတုထတွဲဖတ်လို့ရတယ်ပင်စမနဲ့စတ္ထမတွဲဖတ်လို့ရတယ်ဒုတိယနဲ့တတိယတွဲဖတ်လို့မရဘူးစတုထနဲ့ပင်စမတွဲဖတ်လို့မရဘူးဆိုတာကိုသိထားပါဒါဘုန်းတို့ရှေ့မှာပုတ်ဖြတ်ပုတ်ရက်နဲ့ပတ်သက်ပြီးတော့ပြောခဲ့ပြီးသားပါနော်ဘူရင်တံဘောဓိတံပါရိနိဗ္ဗတံမောရယောနိယံယေနာတံဝိဒာရခံမာတတံဝနေစရာစီရတံဝါယမန္တာပိနေဝသခိန္တုကဏိတုံ
ယမမန္တန္တိအခတံပရိဒံတံဗနာမဟိဥဒေတယံသကုမဧကရာဇာရိတဝန္နောပထဝိပဘာသောတန္တံနမတ္တမေရိတဝန္နံပထဝိပဘာတံတေဇာဂௌတဝိရေမှုဒီဝတံယေဗျမနာဝေရကုသဗ္ဗဓမ္မေဒီမေနမောတိသမံပါဠယန္တုနမတုဗုဒ္ဓနာနမတုဘောဓိယာနမောဝိမု ddha နံနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောစရတိဧတနာအဘေဒယံဇကုမာဧကရာဇာဟရိတဝန္နောပရဝိပဘာသောတန္တနမတာမိဟရိတဝန္နပရဝိပဘာတံတေဇာဂௌဒဝိယရေမှုရတေယေဗျမနာဝေရကုသဗ္ဗဓမ္မေဒေမေနမောတိသမံပါဠယန္တုနမတုဗုဒ္ဓနာနမတုဘောရိယာနမောဝိမု ddha နာနမောဝိမု ddhi ယာဣမံသောပရိဒံကတဝါမောရောဝါသမဂဗ္ဗယိမောရာသုတ်တံနေဋ္ဌိတံဒါလေးတွေကိုလည်းပဲမိမိတို့အလေးကျင့်မရခင်လေးမှာကြိုးစားပြီးတော့လေ့ကျင့်စေခြင်းပါတယ်ဘယ်ရာမှာဆိုဘယ်ရာမှာမဆိုအလေးကျင့်ဟာပရဏကြပါတယ်အခုဆိုရင်ဘုန်းတို့နိုင်ငံမှာဓမ္မစရိယဘွယ်ရလင်္ကာရဘွယ်ရအဘိဝန္တဘွယ်ရတိပိဋကဘွယ်ရဆရာတော်တွေအများကြီးလောကုတ္တရာဘက်ကရှိသလိုလောကီဘက်ကလည်းပဲ BAMA PhD ဒေါက်တာဘွဲ့ရဆရာတော်တွေလည်းအများကြီးရှိပါတယ်အဲ့လိုရှိတဲ့အ ਨੇ ကလူလောကီပညာရေးမှာလည်းလူတန်းကျောင်းတွေမှာလည်းဒီလိုပါပဲ BAMA PhD ဒေါက်တာဘွဲ့ရတွေအများကြီးရှိပါတယ်အဲ့လိုတွေရှိကြပေမဲ့လို့တရားမဟောတတ်တာတွေနော် public speaking လို့ခေါ်တဲ့ public speaker လို့ခေါ်တဲ့ပရိသတ်ရှိစကားမပြောတတ်တာတွေနော်ဩဝါဒမပေးတတ်တာတွေစသဖြင့်အများကြီးတွေ့လာရတယ်အဲ့ဒါဘာကြောင့်ဒီလိုဖြစ်တာလဲလို့လေ့လာကြည့်တဲ့အခါမှာအလေးကျင့်မရှိကြလို့ဆိုတာတွေ့လာရမလေးကျင့်ကြလို့ဘုန်းတို့ရဲ့တငယ်ချင်းတွေဆရာသမားတွေတချို့ကိုဘုန်းတို့ကပြောပြပါတယ်စာရီတက်နေတာဆိုတော့ဒါလေးတွေကိုတရားတွေကိုဟောကြပါပြီးရင်တရားဟောကိုလည်းပဲဒီတိုင်းကြီးဖြစ်တယ်လို့မဟောပါနဲ့လေ့ကျင့်ပြီးတော့ဟောတတ်အောင်စနစ်တကျလေ့ကျင့်ပြီးတော့ဟောပါလို့ဒီလိုပြောတဲ့အခါမှာအများစုကဘာပြောလာလဲဒီတိုင်းပြောလေရနေတာပဲကွာဒီတိုင်းလည်းဖြစ်ပါတယ်ဒီလိုတွေပြောကြအဲ့လိုပြောတဲ့အခါမှာပြန်ပြောပြရတယ်ဆရာတော်တို့ရဲ့တရားကိုပြန်နာကြည့်ပါပြန်နာလိုက်လို့ရှင်စ
စာကြဘုန်းကြီးကနေစာကြဘုန်းကြီးလေသံနဲ့ပဲတရားဟောတဲ့အတွက်ကြောင့်မို့လို့ဟုတ်လားဆိုတဲ့စကားလုံးကအခွန်း100လောက်ပါနေတယ်လို့ဒီလိုပြောမှအဲ့ဒီဆရာသမားလက်ခံပြီးတော့သူတရားဝေကိုပြန်နာပြီးလက်ခံပြောချင်တာပါလဲဆိုတော့ဘယ်ပညာရက်မဆိုမလေးကျင်မဲနဲ့မကျွမ်းကျင်ဘူးဆိုတာကိုပြောချင်ပါတယ်ဘုန်းတို့အားလုံးကိုလေ့ကျင့်ခဲ့ရပါတယ်ဒီကွန်ပျူတာဆိုလဲကွန်ပျူတာမို့လို့ကွန်ပျူတာဆိုလဲဘုန်းတို့ကလေ့ကျင့်တယ်တမင်ကျူတာလက်ကွက်ဆိုလို့ရှိရင်လဲတမင်ကျူတာ software ကနေပြီး certificate 2 ခုလောက်ထွက်အောင်ထိလေ့ကျင့်ခဲ့တာပဲစနစ်တကျလက်မနေရလက်မလက်ညှိုးနေရလက်ညှိုးလက်သန်းနေရလက်သန်းရအောင်လေ့ကျင့်ခဲ့တာရတာပဲဒုနည်းတူစွာပဲတရားဟောလေ့ကျင့်ခဲ့တာပဲကျေးဇူးတော်ရှင်မဘောဓိတော်ဆရာတော်ဘုရားကြီးပြန်တော်မူတော့ဆရာတော်ဘုရားကြီးရဲ့တာဝကတွေကတရားဟောပလင်မော်တက်ဖို့ဝိုင်းပြီးတော့တိုက်တွန်းကြတယ်ဘုန်းတို့ကရည်ရွယ်ချက်ထားတာကအသက်22နှစ်မှာရည်ရွယ်ချက်ထားလိုက်တယ်ငါ35နှစ်ပြည့်ရင်ဘွဲရရမရရစာကြဘုန်းကြီးလုပ်မယ်စာကြမယ်ငါ45နှစ်ပြည့်ရင်ဓမ္မဂရိကလုပ်ငါ55နှစ်ပြည့်ရင်တရားထိုင်မယ်စာရေးမယ်ဒီလိုရည်ရွယ်ချက်ထားခဲ့တာအဲ့လိုရည်ရွယ်ချက်ထားခဲ့တာဆိုတော့45နှစ်မပြည့်ခင်ဆရာတော်ဘုရားကြီးကအသက်ဘုန်းတို့အသက်28နှစ်မှာပြန်တော်မူသွားတယ်ပြန်တော်မူသွားတော့ဒါ28နှစ်မှာပလင်မော်တက်ခဲ့ရတာမတက်သေးဘူးလို့တရားမဟောတတ်ဘူးလို့အဲ့ချိန်တော့ပြောရရင်သီလတောင်မပေးတတ်သေးဘူးမြင်းကြံမှာပြီးွန်သာတရမပါဠသံမေဝပြီးွန်သာပရမဇင်ပထမရတော့အဲ့ဒီမှာစုနေသပင်သွားယူတော့အိမ်တိန်ကပင့်ပြီးအကုန်လုံးဆောင်းတန်ဃာတွေစွန့်ကပ်အလဲကောင်းမှာကိုကရောက်နေတာရောက်နေတော့သီလယူကျင်သေးတယ်တဲ့သွန်တကာဒကမတွေကလျှောက်တယ်သီလလေးချီးမြှင့်ပြီးတော့ရည်သက်လေးတော့ချပေးပါအောင်ဖျားတဲ့လျှောက်တဲ့အခါမှာကိုကလည်းကောင်းရောက်နေသီလမပေးတတ်ဘူးမေးရတော့အခုနာမည်ကြီးနေတဲ့မစိုးရင်စာတင်သားပေါ့လေဆိုရင်စာတင်သားဥအောင်မြိုင်သူကအဲ့တော့ကမစိုးရင်လက်ထောက်နာယကအနုနာယကဖြစ်နေသူကဟိုဘက်ထိတ်မှရှိတယ်သူကတောင်သာသားပါပဲသူ့ကိုလန့်ပြောတယ်ဥစဉ်ဓမ္မဂရိကလည်းဓမ္မဂရိကဆိုတော့ဥစဉ်ပေးပါလို့ထီတော့မပေးတတ်ဘူးလို့ပြောသူကလည်းမပေးဘူးဟိုထိတ်ကမပေးတော့ကွာလဲအလေကောင်းနေခေါင်းငုံပြီးတော့ပဲထိုင်းနေလိုက်တယ်ပေးခြင်းပေးမပေးခြင်းနေကွာဆိုပြီးတော့ဟုတ်လားထိုင်းနေလိုက်တယ်ထိုင်းနေလိုက်တော့နောက်ဆုံးအဲ့ဒီဥအောင်မြိုင်ကသူမနေနိုင်တော့ဟိုဘက်ထိတ်ကနေတောင်ဘက်ထိတ်ကနေပြီးတော့ထပေးတာပေါ့အဲ့လိုသီလတော်မပေးတတ်တဲ့မပေးရတဲ့အခြေအနေကနေပြီးတော့ပလင်မော်တက်ရတာစဉ်းစားကြည့်ပလင်ကလည်းပရမအုပ်ဆုံးတက်တဲ့ပလင်ကရိုးရိုးမဟုတ်မုံရမြို့မှာစုတောင်းပြည့်ဖျားမှာအကျော်မော်ဓမ္မဂရိကတွေပဲအများဆုံးဟောတဲ့နေရာကြီးပေါ့ဓမ္မယုံကြီးမှာကျင်းပသူတို့ကဘာကြောင့်ဝရိထောင်အနေနဲ့ပလင်မော်တင်ကြတာလဲဆိုတော့သိတဲ့အတိုင်းပဲပေါ့ဝရိထောင်ဆရာတော်ဆိုအများစုကသိတာကဖျားတဲ့ဘုန်းကြီးလိုပဲသိတာဖျားတဲ့ဘုန်းကြီးဆိုတော့ဘုန်းကြီးက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 ဘုန်း
ဘုရားတဲ့အကြောင်းဆောက်ပဲရှိတာဆရာတော်မှာတပည့်တွေကတောအတွက်ဒုံလဘပဲရှိတယ်လို့ပြောကြလို့တဲ့ဟုတ်လားဒါဘုန်းတော်ကဆရာတော်ရဲ့တပည့်မိအရင်နေပါအဲ့တော့ဆရာတော်ရဲ့တပည့်ဒီလိုတပည့်တွေရှိတယ်ဆိုတာကိုဘုံရွာမျိုးကလူတွေသိအောင်လို့တဲ့သူတို့ကတော့ပလင်မော်တင်တာဒါပေမဲ့ကိုယ်ဆရာသမားရဲ့ဂုဏ်သိက္ခာကျောင်းတက်ရဲ့ဂုဏ်သိက္ခာမကြအောင်သူတို့ကဝိုင်းတင်တော့ကြတယ်ကိုကတလလောက်အခန္ဓကပိတ်ပြီးတော့တရားဟောကိုအဲ့ခေတ်ကတော့ကာရာအိုကေဆက်နဲ့အခန်းထဲမှာလေ့ကျင့်ခဲ့ရတယ်နိုင်ငံကျော်ဓမ္မဂရိကဆရာတော်တွေရဲ့တရားခွေတွေစီးရီလိုက်ဝယ်ပေါ့တရားဓမ္မတွေကဝယ်ပေးကြဘုံကလိုချင်တယ်ဆိုတော့ခုံနာထောင်သူတို့တရားတွေကြက်သူတို့လိုလိုက်လေ့ကျင့်ဩဟုတ်လားပြီးတော့ကိုဟောမဲ့တရားတွေကိုရေးပြီးတော့လေ့ကျင့်ဒီလိုတွေလုပ်ခဲ့တာအဲ့လိုလုပ်ခဲ့တဲ့အခါကျတော့တရားဟောတဲ့အခါမှာနိုင်ငံကျော်ဓမ္မဂရိကတပါးလောက်မဖြစ်ပေမဲ့လို့နယ်လက်ဓမ္မဂရိကတပါးအနေနဲ့ရတော့ကိုယ်နယ်မြေမှာတော့အောင်မြင်တဲ့ဓမ္မဂရိကတပါးအနေနဲ့တော့ဖြစ်လာခဲ့တာဖြစ်လာခဲ့တယ်ပြီးတော့တပည့်ရာတော်နေဘက်မှာအင်မတန်မှုခင်းများတဲ့ပွင့်လင်းပြောရင်တော့လူသက်မှုများတဲ့နေမြေမှာလူသက်မှုမရှိတော့အောင်တရားဟောနိုင်ခဲ့တယ်ပေါ့အဲ့ဒါတွေပြောချင်တာတော့ဗာလဲသူလည်းပဲပရိတ်တွေကိုကိုကရတယ်ဆိုပြီးတော့မှုမဲ့ဒီလိုလေုံစီးပြီးတော့ပုံမှန်တိုင်းကြီးမနေပါနဲ့လို့ပြောချင်တာနော်လေ့ကျင့်ပါလို့ပြောချင်တယ်နော်မလေ့ကျင့်မယ်နဲ့ဘယ်မှမရဘုံတို့အခုသင်တန်းဆိုလဲသင်တန်းနေလောက်တတ်အောင်လေ့ကျင့်ရတယ်ပြတတ်အောင်လေ့ကျင့်ရတယ်နော်စာရေးဆိုလဲစာရေးရအောင်လေ့ကျင့်ရတယ်အခုဓမ္မဂရိကဆိုလဲဓမ္မဂရိကလေ့ကျင့်ရတယ်ပြီးတော့အခုဆိုရင်သင်တန်းနေကျောင်းတိုင်းဘုန်းကြီးသင်တန်းနေပြီးတော့ဟောပြောပွဲသင်တန်းနေတကယ်ရင်းနေရကုညီခေါ်တဲ့အခါမှာသူတို့ဘယ်လိုပြောတာလဲဒီနေရာမှာသူတို့ဘယ်လိုလုပ်တာတော့အဲ့လိုမျိုးတွေသူတို့စီကအရင်ဆုံးတော့သင်ယူရတာသင်ယူပြီးတော့ကိုယ်လည်းရအောင်လေ့ကျင့်ရင်လည်းဒါလည်းပြောရင်ဒေါက်တာတွေနဲ့ပဲမှာဘိယွန်သားတစ်ပါးအနေနဲ့လေဒေါက်တာတွေနဲ့ဒန်းတူလိုက်နိုင်အောင်လေ့ကျင့်ပြီးတော့လိုက်တာပဲဟုတ်လားဒီနေရာကတော့ငါတို့ဘိယွန်သားတွေနဲ့မဆိုင်ဘူးငါတို့ဘိယွန်သားတွေအရာဌာနမဟုတ်ဘူးဆိုပြီးတော့မနေဘူးသူတို့ဒေါက်တာလည်းဒေါက်တာလိုင်းနေနဲ့လောက်တာပဲသူတို့တပည့်ခံလိုက်တာပဲသင်္นานနေဖွင့်ကြတယ်ခေါ်ကြတယ်ပထမတော့သူတို့ကလည်းတချို့ကလည်းဘိယွန်သားဆိုတော့နည်းနည်းထင်သေးတာပေါ့ထင်သေးတယ်တချို့သင်္นานသားတွေပြောသလိုပေါ့ပြီးတော့တို့ကဘိယွန်သားဆရာတော်ဆိုတော့လေကြီးတို့ရိုးပဲသင်မယ်မှတ်နေတာဒီလိုမျိုးတွေပြောတာပြောချင်တာကတော့ဘုံဘုံသင်္นานသားတွေကိုလေ့ကျင့်စေခြင်းလို့ပြောတာအခုဖတ်ခိုင်းတယ်တချို့ကလေ့ကျင့်မလာဘူးကိုဖတ်နေကြတိုင်းကြီးပဲဖတ်သွားတာအဲ့ကြောင့်ဘုံတို့ကသင်ပေးတာလကားပဲလေသင်ရကျိုးမနှက်ဘူးပေါ့အဲ့လိုပြောချင်တာဒါကြောင့်လေ့ကျင့်မှာဘာနေလေ့ကျင့်ရဲ့ခြေကြုံမှာပဲနောက်တိုင်းပညာရှင်တယောက်ကပြောတာဒီပညာတတ်ပညာအလုံးဟာအလေ့ကျင့်ရဲ့ကျေးဇူး
လေ့ကျင့် လေ့ကျင့်ပါမဆိုရတယ်လေ့ကျင့်ပါအနေထိုင်လဲလေ့ကျင့်ရတာပြောဆိုလဲလေ့ကျင့်ရတာပဲဒီခါလေတချို့တခါရကမတွေကသင်ပေးတာဘုန်းတို့ဆိုတချို့ဟာတွေသူတို့သင်ပေးတဲ့အတိုင်းလေလိုက်နာရတယ်တချို့ဟာလေးပြင်မောစတဲ့ခါမှာဘုံမြန်မြန်ကြီးမကြွနဲ့ဖြည်းဖြည်းမှန်မှန်လေးကြွပြိတ္တတဲ့စကြွရင်ဟုတ်လားဒါမျိုးတွေလည်းသင်ပေးတာပဲဘုံတရားဟောလို့ချင်းစဆုံးတခါလေအတန်ကုန်အောမချလိုက်နဲ့ဖြည်းဖြည်းလေးထွက်ဘုံမောနေလိမ့်မယ်ဒါတွေသင်ပေးတာဒါလည်းပဲကောင်းတဲ့ဟာဆိုလေ့ကျင့်လိုက်တာပဲသင်လိုက်တာပဲဒါကြောင့်ဘုန်းတော်ကတရားပြင်မော်တက်ပြီဆိုရင်သီလပေးပြီဆိုရင်အတန်ထွက်တဲ့ပြောင်းလေးလွတ်ရတာအတန်ထွက်တဲ့ပြောင်းလေးလွတ်တဖြည်းဖြည်းနဲ့မှအတန်ကိုမြင့်ပြီးတော့သွားတာပေါ့အတန်ကိုမြင့်ပြီးတော့သွားတော့အဲ့တော့တရားဝဲပြီးတဲ့အထိဟိုအတန်ကြမသွားဘူးပေါ့ဒါမျိုးတွေလည်းပဲလေ့ကျင့်ရတာပဲအဲ့တော့အခမ်းအနားတွေမှာဆိုလို့ရှိရင်ဘုန်းတော်ကဘာသတိထားမိလဲဘုန်းကြီးတစ်ပါးမိုက်ရှိရောက်ပြီးတော့ပြောလိုက်ပြီဟေ့ဆိုတာနဲ့ဒီဘုန်းကြီးဟာဓမ္မဂရိကတပါဟုတ်လားမဟုတ်လားဆိုတာလေးစံထွက်လာတာနဲ့တန်းသိတာဓမ္မဂရိကဖြစ်တဲ့ဘုန်းကြီးတိုင်းဟာကိုယ့်ရဲ့အတန်ကိုပြန်ပြီးတော့ကိုယ့်ရဲ့နားနဲ့နားထောင်တယ်ငါအတန်ပြီးရလားငါအတန်ကြည်ရလားငါအတန်မိုက်တွေကကောင်းရလားဒါတွေလိလာပြီးမှကိုယ့်ရဲ့မိုက်အနီးအဝေးဘယ်ညာအထက်အောက်အဲ့လိုမျိုးချိန်ပြီးတော့ပြောတာဓမ္မဂရိကမဟုတ်တဲ့ဘုန်းကြီးကကြတခါတည်းမိုက်ရှေ့ရောက်ပြီဆိုရင်ကိုယ်တန်ဘလို့ထွက်ပြောချရတာဟုတ်လားကိုယ်တန်ဘလို့ထွက်ပြောချရတာအဲ့ဒါမျိုးတွေပေါ့ပြောချင်တာကဘာမဆိုလေ့ကျင့်မှာခုလည်းပဲပရိတ်ဒီပဋ္ဌာန်းနေတချို့ကသိနားမလဲဘူးလို့ပြောကြတယ်နားမလဲဘူးဆိုတာလည်းပဲမလေ့ကျင့်လို့ပါနော်ဘာလို့နားမလဲတာတော့မလေးကျင့်လို့ လို့ပါဗျာ နော်လေ့ကျင့်ရဲ့အတန်းနဲ့နားမလဲဘူးဆိုလို့ရှိရင်တော့ဘုံဘုံတို့ကိုအချိန်မီပြောနိုင်ပါတယ်အခုလောလောလတ်လတ်ကိုဘုံတို့မန္တလေးပိဋကရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းလေးတွေပေါ့အဲ့ဒီဝန်ထမ်းတွေကဝန်ထမ်းအမျိုးသမီး2ယောက်အဲ့ဒီ2ယောက်ကို2ယောက်နဲ့တကွာပေါ့လေဘုန်းကြီးလူအတွက်ကျောင်းသားတွေပါတင်ပေးလိုက်တယ်ဒီ ID သမားတယောက်ပါတင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့အခါမှာသူတို့အကုန်လုံးရတာပဲဒါတွေကြောင်းပြေးကိုရတာတစ်ဘက်ကဝန်ထမ်းလုပ်ရင်လည်းလို့ရတော့ကြောင်းပြေးကိုရတာရိပ်တွေနော်အတန်အတွက်ပြီးသားနဲ့အကုန်လုံးကိုရတာကိုတွေ့ရတယ်ဒါကြောင့်ခုလည်းပဲပြောချင်တာတော့လေ့ကျင့်ပါနော်သင်ယူပါလေ့လာပါပြီးရင်လေ့ကျင့်ပါနော်လေ့ကျင့်ရင်တော့ဘာမှမထူးဘူးအခုဘုန်းတို့ကျောင်းမှာသုတ်သမားတွေရှိတယ်အရင်တော့ကဥပမာအလုသမား200နဲ့400ကြားအုပ်ချုပ်ခဲ့တယ်အဲ့ဒီအလုသမားတွေကိုကြီးလိုက်တဲ့အခါမှာဘာတွေ့လဲတချို့ကပယံနဲ့လိုက်နေပြီမဲ့ဝဲရတွေပါတယ်တချို့က10တန်းအောင်တွေပါတယ်တချို့က10တန်းအောင်တွေပါတယ်ပယံဆရာအများစုကကြတော့စာမတတ်ကြဘူးနော်စာမတတ်ကြဘူးခုဆိုရင်ဒီမှာပြင်းလဲမှာပြည်ဘောကကျွမ်းကျင်တဲ့လက်သမားတွေခေါ်လိုက်တယ်သူတို့လက်ရာတွေကြိုက်လို့ကြောင်ရောက်လာတယ်ကျွမ်းကျင်တယ်အခုတစ်တွေလာပို့ပြီဆိုတော့ခေါ်မိရတယ်မင်းတစ်တွက်တတ်လားလို့မေးတော့တွက်တတ်ဘူးတဲ့
တစ်တန်ဖွဲ့တာဘာမှခက်တာလည်းမဟုတ်လျာနဲ့ဒုပြက်ကိုဒုပြက်လျာကိုမြောက်ပြီးတော့9200နဲ့စားလိုက်ရင်တန်ထွက်လာတာဒါလေးကိုသူတို့မလုပ်တာအဲ့တော့ပြောချင်တာပါလေသူကဒီစားပေတွေကိုလက်တွေ့လုပ်ငန်းထဲမှာသုံးမချတော့ဖွဲရလည်းပဲသူများခိုင်းဘတ်ပဲဖြစ်တာသူများခိုင်းဘတ်ပဲဖြစ်တာသူများခိုင်းဘတ်ပဲဒါကြောင့်မို့လို့ဒီချစ်မှာပြင်မှာနော်ဘုံတို့ပြင်မှရှေ့ကိုရောက်တငယ်ချင်းတစ်ပါးပြောသလိုတော့မပြောနဲ့ပေါ့ငယ်ငယ်တငယ်ချင်းတစ်ပါးပြောတယ်တောင်းတာပါပဲမောင်ခင်မာကြီးတဲ့ကြံလာတော့အကုန်ပြင်လို့ရသွားပြီတဲ့ခင်ဗျားတို့ဝိုင်းပြင်ပေးလို့နဲ့မျောတာကြီးတော့ပြင်လို့မရသေးဘူးဗျဟုတ်အဲ့လိုလာပြောအဲ့တော့ဘာပြန်ပြောရတော့ဟာဇင်းပြင်လို့မရသေးဘူးဆိုတာတော့မပြင်ချင်လို့ပြောတာပဲလို့အကုန်လုံးဟာပြင်ရင်းနဲ့နိဗ္ဗာန်ဝင်ကြတာလို့ဘယ်သူမှမွေးကြရအရိယာပုဂ္ဂိုလ်တွေဖြစ်တာမဟုတ်ဘူးလို့ယန္တာတွေဖြစ်တာမဟုတ်ဘူးလို့ဘာလို့ရင်းနဲ့နိဗ္ဗာန်ဝင်ရပြင်းနဲ့နိဗ္ဗာန်ဝင်ရတာပါဗျာပြင်ရင်းနဲ့နိဗ္ဗာန်ဝင်ရတာလို့ရအောင်ပြင်ရမှာနော်ဒါကြောင့်ပြင်မှာလေ့ကျင့်မှာပါမယ်ဘုံတို့ assignment ဒုတိယပတ်အဖြေဝက်ပြီး25လုံးကိုအစင်မပြတ်ရေးသားဖြေဆိုခဲ့ပါဝက်ပြီး25လုံးဆိုတော့ပြီးရှိတာဘယ်နှလုံးတော့33လုံးပါ33လုံးအဲ့ဒီ33လုံးထဲမှာဝက်ပြီး25လုံးကိုဖြေခိုင်းတာအဲ့ဝက်ပြီး25လုံးကိုဖြေတဲ့အခါမှာအစင်မပြတ်ရေးသားဖြေဆိုခဲ့ပါကာကြီးကခကငါစားစညာတာရန်ဘာဝပဲမှာအစင်အတိုင်းရေးခိုင်းတာစင်ပြည့်ရင်လည်းအမှတ်ရော့25လုံးမပြည့်ရင်လည်းအမှတ်ရော့မယ်25လုံးကျော်သွားရင်လည်းပူသွားရင်လည်းအမှတ်ရော့မယ်တချို့ကပူဖြေတာတွေရှိတယ်တချို့ကမပြည့်တာတွေရှိတယ်တချို့ကအစင်ပြတ်တာတွေရှိတယ်အဲကြောင့်စာစစ်တဲ့အခါမှာဘုံတို့ကအစင်မပြတ်လို့ထဲမေးထားတဲ့အတွက်ကြောင့်အစင်ပြတ်ရင်အ ਨੇ ဆုံး2မှတ်ကနေ3မှတ်ထိလျှော့တိုင်းနော်အဲ့ဒါလေးတွေသတိထားပါဝက်ပြီးလို့မေးလိုက်ချင်းသည်ပြီးဆိုတာကိုနားလည်မလဲရဲ့အဲ့ဒီပြီးတွေထဲမှာဝက်ပြီးဆိုတာဘယ်ဟာကိုခေါ်တာလဲဆိုတာကိုနားလည်မလဲရဲ့ဘုံတို့သိချင်လို့မေးလိုက်ခြင်းဖြစ်တယ်ပြီးတော့ဣဒရပုံစံကအာယလုံးဤတင်ဤပုံစံရှိတယ်အကရာဤရှိတယ်လုံဤတင်ဤရှိတယ်ဒါမေးလိုက်တာပါဣဒရဟာပြီးပုံစံတို့ကိုပြည့်စုံစွာဖြေခဲ့ပါဣဒရပုံစံ3မျိုးဣဒရပုံစံလည်း3မျိုးဟာပြီးပုံစံ2မျိုးဟာရဲ့ဟတ်ထုရဲ့အထွေဒါတွေကိုပြည့်စုံအောင်ဖြေပါပြည့်စုံအောင်ဖြေမှမှတ်ရမယ်စောစောပြောသလိုမပြည့်စုံရင်လည်းမှတ်ရောမယ်ပူသွားရင်လည်းမှတ်ရောမယ်ဒီမှာအစင်မပြတ်လို့မေးမထားတဲ့အတွက်ကြောင့်မို့လို့အာယလုံးတင်ဤရဲ့အခရာဤရဲ့လုံးတင်ဤရဲ့ရှေ့နောက်ကြိုက်တယ်လို့ရေးလို့ရတယ်3ခုပြည့်ဖို့ပဲလိုတယ်ပြီးတော့အံပြီးကိုတဲ့နံပါတ်3ကအတန်တူတရ3လုံးနဲ့တွဲဆက်ပြ၍ကပြီးကိုလည်းတွဲဆက်နိုင်သမျှပြီးတို့နဲ့ပြည့်စုံစွာတွဲဆက်ပြခဲ့ပါဟောအံပြီးကိုအတန်တူတရ3လုံးနဲ့
တွက်ဆက်ပြ၍ဆိုတော့အတန်ဒုဒရသုံးလုံးကပါတော့အာ ဒီဥပါဗျာ အဲကြောင့်မလို့ဒီမှာအန်အိမ်အောင်ဒီလိုပဲတွေ့ရမှာဘာဖြစ်လို့လဲပါဠိဘာသာဖြစ်တဲ့အတွက်ကြောင့်ပါဠိတရပုံစံနဲ့ပဲတွေ့ရမှာတခြားအာရေလုံးကြီးတင်အာလုံးကြီးတင်သေးသေးတင်အိမ်နဲ့လုပ်လို့မရဘူးအာတကြောင်းနဲ့သေးသေးတင်အုံနဲ့လုပ်လို့မရဘူးအဲ့ဒါကိုလည်းနားလည်ဖို့လိုတယ်ပြီးတော့ကာပြီးကိုတွဲဆက်နိုင်တယ်မြပြီးတို့နဲ့ပြည့်စုံစွာတွဲဆက်ပြပါကာပြီးကိုစင့်ပြခိုင်းတာဟောကာပြီးကတခြားပြီးဘယ်နှလုံးနဲ့စင့်နိုင်လဲဆိုတာကိုအကုန်လုံးဖြန့်ကျက်ပြီးတော့စဉ်းစားခိုင်းတာနော်ဝက်ပြီးစင့်မုံနေမဟုတ်ဘူးဝက်ပြီးစင့်မုံအဝက်ပြီးစင့်မုံအကုန်လုံးကိုကြည့်ပြီးတော့ဖြည့်ခိုင်းတာအဲ့တော့ကာပြီးနဲ့တွဲနိုင်တဲ့ပြီးကကာကြီးရှိမယ်ခါဝေးရှိမယ်ငါရှိမယ်ရပ်ပလက်ရှိမယ်ရားကောက်ရှိမယ်ဝါရှိမယ်အဲကြောင့်ကာကြီးနဲ့စင့်တော့ကနော်ပြီးတော့ကာကြီးနဲ့ခါခွေးနဲ့စင့်တော့ကခစင့်မုံကလည်းမှန်ရမှာငါနဲ့ကနဲ့စင့်တော့ငါကနဲ့ရပ်ပလက်နဲ့စင့်တော့ကြ ပြီးတော့ကနဲ့ရာကောင်းနဲ့စင်းတော့ကြလို့ဖတ်ပြီးတော့ကာကြီးနဲ့ဝါနဲ့စင်းတော့ကွအကြောင်းကငါကကြကွဒါတော့အကုန်လုံးမရနိုင်တော့ဘူးထင်တာပဲ မှန်ပါဗျာ ဟုတ်လား နောက်သုံးလုံးကျန်ပါတယ်ဗျာ နောက်ဆုံးလုံးချမ်းတယ်ဟုတ်လားဒါ ဟုတ်ဗျာနံပါတ်1လေးမှာဇယားနဲ့ဖြည့်လို့ရှိရင်ရလားဗျာ ဇယားနဲ့လည်းရတယ် ဒီမှာဗျာ ဇယားနဲ့လည်းရ ကံရောဗျာကတေးသေးရင်ကံရောဗျာ ကံမရဘူးသူကတရနဲ့ပဲတွဲခိုင်းတာ ဒီမှာ တရနဲ့ပဲတွဲခိုင်းတာသူကဘီးနဲ့မတွဲခိုင်းဘူးလေ နံပါတ်3ကိုပြောရမယ် နံပါတ်3ဒုတိယအမေဆုံးကိုပြောတာဘီတိုးနဲ့ပြည့်စုံစွာဆိုတော့တပည့်တော်ဘီကံရောထည့်ထားလို့ဗျာ ကဲ ကံကသူကဂျားထဲမှာတရချသွားပြီ ဒီမှာ တရချသွားတဲ့အတွက်ကြောင့်မို့လို့သူကဘီးစစ်နယ်လို့ပြောလို့မရဘူးဘီးစစ်နယ်ဆိုတာဂျားထဲမှာတရချွယ်မရှိရဘူး ဒီမှာ မှန်ပါဗျာ တရချွယ်မရှိရဘူး ဒီမှာကျတော့အပေါ်တခွင်လေးတွေထည့်ရအောင်မလားမပါဘဲနဲ့ရအောင်မလားဗျာကနဲ့ကခ ပါပဲ နဲ့ နဲ့ ပါဗျာ ပါပဲနဲ့ရအောင်ပေါ့မပါပဲရတယ်ဟိုကဘီးလို့မိတဲ့အတွက်ကြောင့်မလို့ပါလဲပဲရတယ်ပါလဲပဲပြီးလို့ရတယ်ပြီးတော့ယေရိယသစ္စာနိဝိဘာဝယန္တိနံပါတ်4ယေရိယသစ္စာနိဝိဘာဝယန္တိဂံဗီရပညေနသူဒေတိတာနိကိုဘိဒရခွဲပြားခဲ့ပါဒါတွေကတော့ပြောစရာမလိုပါဘူးခွဲတတ်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့မှာမှားနိုင်တာတော့ညပဲပေါ့နော်ညမှားနိုင်တာကျန်တာကတော့မှားနိုင်စရာမရှိဘူးလို့မြင်တာပါဠိတန်22မျိုးကိုနံပါတ်5ပါဠိတန်22မျိုးကိုသရတန်အတ္တတန်အပြင်ခွဲခြားဖြည့်ဆိုခဲ့ပါသရတန်အာတန်အာတန်ဣတန်ဤတန်ဥတန်ဥတန်ဤတန်ဩတန်သရတန်10မျိုးပြီးတော့အတ္တတန်က14မျိုး အင်အေအအန်အေအိအိမ်အုပ်အုံအောင်ဥအွန်တန်အတ္တတန်14မျိုးပေါင်း22မျိုးဖြစ်ပါသည်ဒါကိုလည်းပဲတရတန်အတ္တတန်အပြင်ခွဲခြားဖြည့်စုခိုင်းတာအဲ့တော့အဲ့ဒီတရတန်နဲ့အတ္တတန်ကိုတော့ခွဲပြီးတော့ဖြည့်မှအမှတ်ပြရမယ်ပေါ့အဲ့ဒီတရတန်နေရာမှာအစင်မပြက်လို့မေးမထားတဲ့အတွက်ကြောင့်အစင်ပြက်လို့လည်းရတယ်အတန်စုံဖို့ပဲရေးကြည့်တယ်အတ္တတန်မှာလည်းဒုနိတူစွာပဲအတန်စုံဖို့ပဲရေးကြည့်တယ်ရှင်းတော့အစဉ်ပြက်လည်းရတယ် ဘုံအဲ့22မျိုးပေါင်း22မျိုးဖြစ်ပါသည်လို့မပိုင်ရောအမှတ်ပြရနိုင်သလားဗျာ ရတယ်22မျိုးပြည့်ရင်ရ
နံပါတ်6အတ္တတံဥအတ္တတံတို့ကိုပြည့်စုံစွာရေးသားခဲ့ပါဒါကဥမာခေါင်းစဉ်ရရှိတာအတ္တတံ6မျိုးလို့ပဲရှိထားတယ်ဒါကြောင့်အတ္တတံလို့မေးတာအတ္တတံအာတ္တတံဒီလိုခွဲမေးရင်သိအောင်လို့မို့ဒါခွဲမေးလိုက်တာနော်ဒါANA တို့ဖြစ်ပါသည်ဥဒ္ဒတံဆိုတဲ့ဒုနိတူစွာပဲဥဒ္ဒဥဒ္ဒံတို့ဖြစ်ပါသည်ဒီတိုင်းဖြစ်ရုံပဲနော်ပြီးတော့နံပါတ်9ဟာပြီးနှင့်တွဲဆက်နိုင်သောပြီးတို့ကိုပြည့်ပြည့်စုံစုံရေးခဲ့ပါဟာပြီးနှင့်တွဲဆက်နိုင်သောပြီးတို့မှာညာနာမယာလာဝလမတို့ဖြစ်ပါသည်အဲ့မှာမနှစ်ခါပါနေနော်မတစ်ခါပဲပါမှာနော်အဲ့ဖြေမှန်မှာမနှစ်ခါပါသွားညာနာမယာလာဝတို့ဖြစ်အဲ့မှာငါအထက်လည်းရတယ်ငါပါလည်းရတယ်မပါလည်းရတယ်ငါညာနာမယာလာဝအဲ့ဒါလေးနဲ့ဖြည့်ဆိုရမယ်ပြီးတော့နံပါတ်8မြန်မာအတန်တွဲနဲ့မတူညီသောကဘာသုံးတန်တွဲတို့ကိုဖြည့်ဆိုခဲ့ပါဒါစကိုကဘာသုံးတန်တွဲကကြလို့ဖတ်တယ်စလေးကိုချဇာခွဲကိုကြစမြင်စဲကိုကြတာကိုစတန်တို့နဲ့အတ္တတန်၌အတ္တအန္တန်နှမျိုးသာရှိ၍အင်အေတန်မရှိခြင်းတို့ဖြစ်ပါသည်ဒါတော့ဟိုမှာစီမင်းနဲ့စာအုပ်ထဲမှာပါတဲ့အတိုင်းဖြေလို့ရပါတယ်နံပါတ်9သာဝတ္တဒသနတံပရာယတယတုဓမ္မာဇိဒာဘွန်တိကိုစလုံးပေါင်းဖတ်နည်းဖြင့်ခွဲပြခဲ့ပါဒီမှာဟိုကအော့တို့ဘုံအောင်တို့မှားတတ်တယ်အဲ့ဒီမှာသာသာဟာဟာတဟာပေါင်းရမယ်နော်တချို့ကမပေါင်းဆက်ဖတ်သွားတာလေ့ကျင့်တဲ့အခါမှာလည်းတွေ့ရတယ်အိုသဟာဝသာသဝတအဒသာဒသနာဒသနာတအံတံဒသနတံပအဘဒသနတံပဒအာဒဒသနတံပဒာယအာယဒသနတံပဒာယပေါင်းရမယ်နော်သူရဲ့တပုတ်မပြီးမချင်းပေါင်းအောင်ပြီးသွားရင်တော့ဆက်ပေါင်းစရာမလိုဘူးတရားသူဒါယတရားသုတုတရားသူအန္တမအာမဓမ္မာသာဇာဟိဟိဇဟိတအာတာဇဟိတာဘာဘဝအွန်ဝွန်ဒီနေရာမှားတတ်တာဘဝံတဟိတိဘဝန္တိအဲ့ဒီမှာကိုရေးတဲ့အခါမှာတချို့ကလည်းဒဲနဲ့ရေးတတ်ကြတယ်ဒဲနဲ့မရေးပါနဲ့အတန်အတွက်တိုင်းရေးပါတရာကိုပြီးတော့နံပါတ်30ဟောနံပါတ်8ကလေကဘာသုံးအတန်လေဝါတပည့်တော်တို့မြန်မာဝါဆိုသူတို့ကဗအဲ့ဒါကြတော့မပါဘူးဗျာဘာကနောက်နိုင်ငံတွေကတော့ဘာလို့ဖတ်တယ်ဒါပေမဲ့အရှေ့နိုင်ငံတွေကတော့ထိုင်းငါစားတဲ့နိုင်ငံတွေကတော့ဝပဲဖတ်တာဘာသုံးထဲလိုက်တာပြပါဗျာနောက်နိုင်ငံကရေးတဲ့အခါမှာတော့ V နဲ့ရေးတယ်ဒါပေမဲ့ဖတ်တဲ့အခါမှာတော့ဝနဲ့ပဲဖတ်တာဝနဲ့ပဲဖတ်ဒါကြောင့်ဝကိုမထဲလိုက်နံပါတ်9သာဝတ္တဒသနသံပရာယတရားသူဓမ္မဒါပြီးသွားရင်နော်နံပါတ်30သရဝဘာယေဣသဝိပမုတ်တော်စိစ္စာဘိဌာနာနိအဘဘကာတုံကိုအတိတိအတန်ခွဲပြခဲ့ပါဒါတော့ရပြီးသားပါခွဲနားလည်ခွဲလဲစရာတော့မရှိတဲ့အတွက်ရနာမပြောတော့ဒါဆိုရင်
ဘယ်နံပါတ်မှာမရှင်းတာ နံပါတ်10နော်တုံအောင်တန်ဆိုတော့ တုံအောင်တန်လေ အောင်တ ဟု န် တ်အောင် ဒီမှာ တန် တုံအောင် တုံအောင်တန် မှ သေး န် သေး ပါ တင် သေးသေးတင်တန် နတ်ပတ်နဲ့အတူတူပဲ ဟောဒီမှာဗျရှင်းပါပြီဗျ ဒါကြောင့်သူတို့ဘာသာဗေဒမှာအန်ဆိုတဲ့သေးသေးတင်အန်ပြီးကိုငါညာနနမရဲ့အတူကောက်သင်္ကေတလို့ဒီလိုလဲခေါ်ကြအတူကောက်သူရဲ့အတန်နေရာဒီသေးသေးတင်အတန်နဲ့သေးသေးတင်အတန်နဲ့ငါညာနနမတက်တဲ့အတန်နဲ့တူတာပေါ့ရာယောဟနဲ့တွဲလို့ရလားတဲ့ရပါတယ်ရာလဲဟနဲ့တွဲလို့ရတယ်ဒါပေမဲ့ပါဠိမှာတော့အသုံးတော့မရှိဘူးပေါ့အသုံးမရှိပေမဲ့တရာကျမ်းမှာတော့တွဲနိုင်တဲ့ဖြီးထဲမှာထည့်ထားတယ်နော်အန္တထဖြီးထဲမှာယာရလာဝပါပါတယ်ယာရလာဝပါတယ်ဘုံတော့အဲ့ဒါလေဖြီးမှန်ထဲမှာထည့်ပေးထားလိုက်ပါကဲဒီနေ့အတန်တိုးနေတယ်တဲ့ဟုတ်တာပဲ တန် ဒါ ပုံ ရ ပါ ပြီနော် ရပါပြီဗျာ ဆိုရပြီဒီနေ့ည7 နာရီတောင်ထိုးသွားပြီ ဟုတ်ပါတယ်တအောင်စတန်ထွက်ပါတယ်ရှင့် ဒီနေ့ညခိုင်းလေးနည်းနည်းပြန်သွားလိုက်နော်ခိုင်းလေးနည်းနည်းပြန်သွားလိုက်အောင်ခိုင်းကအခု ဟေးမိုးရရွာနေပြီ ဝိပတ်ခံရောက်သွားပြီခိုင်းကဘယ်ရောက်သွားပြီလို့ဝိပတ်ခံ တက်ပါဗျာ ကြောရေမိုးရွာနေရနော် ဝိပတ်ကမနေ့ကပြောလိုက်ပြီဩအာတဲ့အာအန်အေနာအေဟိအေသမာမာအာအေဟိအေဘိတတအာသမိမိ တမေအေတု ဒီဝိပတ်ကိုဘလို့နားလည်ထားမှာလဲမြန်မာဝိပတ်မှာတီကိုဖြင့်အားမှဤနိုင်နဲ့အတူတူပဲလို့နားလည်ထားပါမြန်မာဝိပတ်သည်တီဝိပတ်ကိုဝိပတ်ဖြင့်ဝိပတ်အာဝိပတ်မှဝိပတ်ဤဝိပတ်၌ဝိပတ်စသဖြင့်မြန်မာဝိပတ်တွေအများကြီးရှိပါတယ်ပါဠိမှာလည်းပဲဩအာစသဖြင့်ဘုံလိန်ဝိပတ်နဘုံလိန်ဝိပတ်အိဋ္ဌိလိန်ဝိပတ်အာဒရဆုံးဘုံလိန်ဝိပတ်အာဒရဆုံးနဘုံလိန်ဝိပတ်စသဖြင့်ပါဠိမှာလည်းဝိပတ်တွေအများကြီးရှိတယ်ရှိပြီးတော့မနေ့ကပြောလိုက်ပါတယ်မြန်မာမှာတော့ဘယ်ပုံနဲ့ပဲတွဲမြန်မာကတော့တီရပြောင်းလဲမသွားဘူးတီနဲ့ပဲတွဲတာပါဠိမှာတော့အဲ့လိုမျိုးမဟုတ်ဘူးအာဒရဆုံးနဲ့ပုံနဲ့တွဲရင်ဝိပတ်ကတစ်မျိုးအာဒရဆုံးနဲ့ပုံနဲ့တွဲရင်ဝိပတ်ကတစ်မျိုးဣဒရဆုံးရင်တစ်မျိုးဣဒရဆုံးရင်တစ်မျိုးဥဒရဆုံးရင်တစ်မျိုးဥဒရဆုံးရင်တစ်မျိုးအမျိုးမျိုးပြောင်းလဲမှုရှိတယ်ပြောင်းလဲမှုရှိပေမဲ့လို့တူညီချက်ကပထမဆိုရင်
မြန်မာတီနဲ့တူတူပဲပထမတော့မပြောင်းလဲဘူးဒုတိယမပြောင်းလဲဘူးတတိယသရုပ်ဒီပင်စတိတတ္တမီဒီဘက်ကဝိဘတ်တွေကသူ့ရဲ့ဟိုအရင်းခံတွေကမပြောင်းလဲဘူးနောက်ကဝိဘတ်အလုံးတွေကပြောင်းတာပေါ့လေနော်အရင်းခံတွေကမပြောင်းလဲဘူးဝိဘတ်ပုံစံတွေကပဲသကလုံးတွေပဲပြောင်းသွားတယ်ဒါကြောင့်မို့လို့သူကသူနောက်ကဘာတွေပြောင်းပထမနေရာမှာရှိရင်အသရဆုံးပရမဝိဘတ်ကိုတီးပြန်တယ်လို့အာသရဆုံးနဲ့ပရမဝိဘတ်ကိုလည်းပဲတီးပြန်ဖို့ယုံမယ်ပြီးတော့ဣသရဆိုရင်လည်းပထမဝိဘတ်ဆိုရင်တီးပြန်မှာဒုတိယဆိုကိုပြန်မှာအဲ့လိုသိထားလိုက်သူကသူနောက်ကဝိဘတ်အလုံးတွေဘလို့ပဲပြောင်းပထမဆိုရင်ဝိဘတ်လို့သိပါဒုတိယဆိုရင်ကိုဝိဘတ်သိပါတတိယဆိုရင်ပြည့်ဝိဘတ်ပါဝိဘတ်လို့သိပါစတုတ္ထီဆိုရင်အာဝိဘတ်ငှဝိဘတ်လို့သိပါပင်စမီဆိုရင်မှဝိဘတ်လို့သိပါစတ္တိဆိုရင်ဣဝိဘတ်လို့သိပါတတ္တမီဆိုရင်နှိုက်ဝိဘတ်လို့သိလိုက်ပါဒါကပါဠိနဲ့မြန်မာနှိုင်းရှင်ကြည်တတ်ဖို့ရှင်တွဲကြည်တတ်ဖို့ကိုပြောလိုက်တာဒါကြောင့်ရှေ့မှာပထမတိဝိဘတ်လို့ပြောခဲ့တာဒုတိယကိုဝိဘတ်တတိယဖြင့်ဝိဘတ်စတုတ္တိအာဝိဘတ်ပင်စမီမှဝိဘတ်တတ္တိဣဝိဘတ်တတ္တမီနှိုက်ဝိဘတ်အာလုံးကိုဝိဘတ်ဒါတွေပြောခဲ့တာဒါကတော့အိမ်ပိုင်ဝိဘတ်တွေပေါ့အိမ်ပိုင်အ내တွေပေါ့ဧည့်သည်အ내အာဂန္ဓုအ내တွေကတော့ရှိသေးတယ်ပထမကိုတခါတရံကိုတို့ပြန်လာတယ်ဒုတိယကတော့ညားတယ်တိုင်တိုင်ပတ်လုံး၌စွာရွေစသဖြင့်ဒုတိယဝိဘတ်ကများတယ်တတိယဝိဘတ်ဆိုလဲတီတို့ကြောင်းတို့နှင့်တို့စသဖြင့်ဒီလိုတွေပြန်လာရှိသေးတယ်ဒါပေမဲ့အများဖြင့်ဖြင့်ပဲပြန်လိမ့်စရုပ်ဒီအားလို့အများဖြင့်ပြန်လိမ့်မယ်တခြားငါလို့ပြန်တာတွေလည်းရှိတယ်ပင်စမီမလို့ပြန်တာတွေများမယ်ချို့နေရာမှာအားဖြင့်ပြန်တာတွေရှိမယ်စတ္တိဤပြန်လိမ့်မယ်ချို့နေရာမှာတီတို့ကိုတို့စသဖြင့်တခြားနဲ့တွေပြန်တာလည်းရှိတယ်ဒါပေမဲ့ဒါကအများဆုံးပြန်တဲ့အိမ်ပိုင်ဝိဘတ်တွေဖြစ်တဲ့အတွက်ကြောင့်ပထမကိုတီဒုတိယကိုတတိယကိုဖြင့်ဒုတိကိုအာပင်စမီကိုမစတ္တိဆိုရင်ဤတတ္တမီဆိုရင်၌အာလုံးဆိုရင်အိုလို့သိပါအဲ့လိုသိပြီးတော့မနေ့ကတော့ပြောလိုက်တာကဝိဘတ်ပုံနဲ့ဝိဘတ်တွဲဆက်ပုံလေးကိုပြောလိုက်တယ်နော်ဘာနဲ့တွဲဆက်ပုံပုံနဲ့ဝိဘတ်တွဲဆက်ပုံပါဗျာပုံနဲ့ဝိဘတ်တွဲဆက်ပုံလေးကိုပြောလိုက်တယ်ပုံနဲ့ဝိဘတ်တွဲဆက်ပုံဒီမှာ screen share တာတခုပြောင်းလိုက်တယ်နော်ပေါ်လားပေါ်ပါပြီဗျာအဝါရောင်လေးပေါ်တယ်ဒီမှာတွဲဆက်တဲ့အခါမှာဂါမနဲ့ဩနဲ့တွဲဆက်လိုက်တယ်ဘယ်ဖြစ်သွားတော့ဂါမောအဲ့ဒီမှာမျက်စိမလဲပါနဲ့ဩဝိဘတ်ကိုပြတဲ့အခါမှာသာရရဲ့ဩနဲ့ပြထားတာဒါကပါဠိတရပုံစံဘီနဲ့တွဲတဲ့အခါမှာဘီတွဲတရပုံစံပြောင်းသွားတယ်နော်သာရရဲ့ဩကနေဘယ်လိုပြောင်းသွားတော့တဝေထူးရေးချ
အဲ့ဒါမျက်စိလည်းမသွားပါနဲ့ပြီးတော့အာဝိဘတ်လို့ဟိုမှာအရေးချအာနဲ့ပြထားတယ်ဒါကမြန်မာသရပါဠိသရပုံစံမနဲ့တွဲပြီးဆိုတော့ဘာပုံစံပြောင်းသွားရင်ရေးချပုံရေးချကြီးတွဲသရပုံစံပြောင်းသွားရင်နော်အဲ့ဒါလေးမျက်စိလဲစရာပဲရှိတာကျန်တာလဲစရာမရှိဘူးနော်အဲ့ဒါလေးမျက်စိလဲစရာရှိတယ်မလဲနဲ့ပြီးတော့အန်နဲ့တွဲတဲ့အခါမှာအန်ကနောက်ကနေရှေ့ကိုလှမ်းတွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂါမကနေဂါမန်လို့ဖြစ်သွားတယ်ဂါမန်လို့ဖြစ်သွားတယ်သူကြတော့ခြေဓာတ်တွေမရှိဘူးပေါ့အေးနဲ့တွဲတဲ့အခါမှာလဲထိုနည်းတူစွာပဲအေကပါဠိသရပုံစံအေနဲ့ရေးထားတာအေဝိဘတ်လို့ပြောတဲ့အခါမှာတကယ်တမ်းမနဲ့တွဲတဲ့အခါမှာသဝေထု သဝေထုဆိုတဲ့ကြီးတွဲအေပုံစံဖြစ်သွားတယ်ဒါကိုမျက်စိလည်းမသွားနဲ့အပုံစံဖြစ်သွားတော့ကြီးတွဲအေပုံစံဖြစ်သွားတယ်နော်ပြီးတော့ဂမ္မတမာဂါမန်မှာတမာမှာဝိဘတ်နဲ့တွဲတဲ့အခါမှာသူကတမာဆိုတော့ကြီးသရခွဲကြည့်ရင်သပြီးမပြီးအာတရအဲ့တော့တမာမှာသမိန်မိဝိဘတ်တွေဒီတရစတဲ့ဝိဘတ်လားပြီးစတဲ့ဝိဘတ်လားလို့မေးရင်ဘာဝိဘတ်လဲတရပြီးစတဲ့ဝိဘတ်နော်ဘာလို့လဲဝိဘတ်တို့ပြီးစတဲ့ဝိဘတ်ပါဗျာပြီးစတဲ့ဝိဘတ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကြတော့ခြေစရာတွဲစရာမလိုဓာတ်ရိုက်ပဲရှင်းတော့ထားလိုက်တာပဲဂါမနဲ့တမာနဲ့ဆက်တော့နောက်ကလည်းဂါမတမာပဲဒါဓာတ်ရိုက်ဆက်တယ်လို့ခေါ်တာပေါ့ဂါမန်မှာပဲအာနဲ့ဆက်တဲ့ခါကျမှဂါမာဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ဒီထဲမှာတရဝိဘတ်တရာရိဝိဘတ်ကိုကြည့်လိုက်တဲ့အခါမှာအနည်းချုပ်လိုက်တော့အာရဲ့အေရဲ့ဩရဲ့ဒီသုံးလုံးပဲတွေ့လိုက်နော်တရဝိဘတ်တရာရိဝိဘတ်ဒီမှာပါတဲ့အစတရတွေဒီအာရဲ့အေရဲ့ဩရဲ့ပဲပါတာသဘောပေါက်တယ်နော်ဟုတ်ပါတယ်ဗျာဒီမှာဘုံတို့ထပ်ပြီးတော့ပြောပြပါမယ်ဂါမနဲ့ဩနဲ့ဆက်တော့ဂါမောအာနဲ့ဆက်တော့ဂါမအနဲ့ဆက်တော့ဂါမအဓာတ်နဲ့ဆက်တော့ဂါမအာနဲ့ဆက်တော့ဂါမအနဲ့ဆက်တော့ဂါမံအေနဲ့ဆက်တော့ဂါမေအေနာနဲ့ဆက်တော့ဂါမေနအေဟိအေဘိနဲ့ဆက်တော့ဂါမေဟိဂါမေဘိတမမာအာနဲ့ဆက်တော့ဂါမတမဂါမံမာဂါမအေဟိအေဘိနဲ့ဆက်တော့ဂါမေဟိဂါမေဘိတသနဲ့ဆက်တော့ဂါမတအာနံနဲ့ဆက်တော့ဂါမာနံသမိန်မိအေနဲ့ဆက်တော့ဂါမသမိန်ဂါမံမိဂါမေအေတုနဲ့ဆက်တော့ဂါမေတုဂါမေတုဖြစ်သွားတယ်ပေါ့အဲ့တော့ဒီဝိဘတ်ဆက်ပုံလေးကိုနားလည်လားမလည်လားအတိတ်ထဲကမေးကြည့်ရအောင်ဒီမှာဒေါ်မမမြင့်ရဲ့ပြီးတော့ဒေါ်သွဲသွဲညာညာဒီမှာဒေါ်မိမိခိုင်၃ယောက်တွေ့နော်ဆောင်း၃ယောက်ကိုမေးကြည့်ရအောင်နောက်ကအတန်ရှိတဲ့မိုက်ပိတ်ပေးပါအဲ့တော့ဓမ္မကြီးတွေနားလည်လားပုံနဲ့ဝိဘတ်ဆက်တာမှန်ဗျာမှန်ဗျာနားလေးပါဗျာနားလည်တယ်ဆိုရင်ဘုန်းတို့ကဒီမှာဂါမရွာတိဟချင်းတိအခုဂါမနဲ့တွဲဆက်ပုံကို
ပြောလိုက်တယ်ပြောလိုက်တော့ဒကမာကြီးတို့ကနားလေလားမလေလားသိရအောင်လို့တီဟနဲ့တွဲပြစမ်းမှာကဲဒေါ်မာမာမြင့်အရင်ဆုံးတွဲပြပါ မှန်ပါဗျာ တီဟနဲ့ဩနဲ့တွဲရင် ဒီဟော ဒီဟောအာနဲ့တွဲရင် ဒီဟာ ဟုတ်တယ်တဲ့နဲ့တွဲတော့ ဒီဟာ ဟုတ်တယ်အာနဲ့တွဲတော့ ဒီဟာ ဒီဟာအန်နဲ့တွဲတော့ ဒီ ဟုတ် ဟန် ပြီတက်ပြောဆိုလိုက်ရပြီ တီဟေနာတီဟေဟီတီဟေဘီတီဟာတမတီဟာမာတီဟာတီဟေဟီတီဟေဘီတီဟာတတီဟာနံတီဟာတမေတီဟာမိတီဟေသူပါဗျာ ဟုတ်ပြီတော်ပါတယ်ဒကမာကြီးပြီးတော့နောက်တစ်ယောက်ကဒေါ်သွဲသွဲညာဒေါ်သွဲသွဲညာကဒီမှာဘုန်းတို့ရထယထာနဲ့တွဲမယ်ရထနဲ့ခုဝိဘတ်တွေနဲ့ဩအာဝိဘတ်တွေနဲ့တွဲပြပါ ရအောရအောဆို အာဩမ ရ ဟုတ် အော ရထနဲ့ဩနဲ့ရ အော် ပြီ ရထအော် ရ ရ ထ ရဟောရထအော်ဆိုရအော် ဒါဆိုရင်မရသေးဘူးเนาะ ရထ အဲ့တော့ အာ ဘုံမီခိုင်တွဲကြည့်ပါဦး မှန်လားပါဗျာ ရထနဲ့ဩနဲ့ ရထနှစ်အောရထရထရထ ဟုတ် ရ တယ် ထံရထေရထေနရထေဟိရထေဘိရထတမ္မာရထရထံမာရထရထေဟိရထေဘိရထတရထနံရထတမေရထံမိရထေရထေသူပါဗျာ ဟုတ်ပြီဒါဆိုရင်နားလေတဲ့အရင်တော့တက်ဖူးတယ်ထင်တယ်တက်ဖူးလား သင်္นานသူဟောင်းပါဗျာဒါပေမဲ့သင်္นานပြည့်ချိန်နေများပြီးဆက်မတက်ဖြစ်တော့တာဗျာ ဟုတ်ပြီ မှန်ပါရှင်ဖေခုနကလေတပည့်တော်လျှောက်ပြရစီဖေခုနကတပည့်တော်တို့အိမ်စာမှာလေနံပါတ်3လေကကြီးနှစ်တွဲနိုင်သမျှတော့ကြီးစွာလေတပည့်တော်မေးခြင်းလို့အတန်းကလည်းဖွင့်မရတာနဲ့တပည့်တော်စာပို့ထားတယ်ဖေအဲ့ဒါလေးတစ်ခုလောက်နောက်ဆုံးချိန်ကျရင်ရှင်းပြပါအောင်ဖေ ဟုတ်ပြီဟုတ်ပြီ မှန်ပါဖေ အဲ့တော့အခုနောက်တစ်ယောက်မေးကြည့်ကြပါအောင်ဆိုဒေါ်တင်ွယ်အေးဒေါ်တင်ွယ်အေးဒေါ်တင်ွယ်အေးတင်န မှ န်း န်လား သား ပါဗျာ အစ်စ်လားအဟောင်းလား အစ်စ်ပါဗျာ တင်နန်းသားအစ်စ်ဆိုရင် အစ်စ်ပါဗျာ တင်နန်းသားအစ်စ်ဆိုရင်အခုပုံစံမိတာဗာကြံမောင်ရက်ခဘလူးပေါ့ရက်ခနဲ့ဝိဘတ်နဲ့တွဲကြည့်အောင်ရက်ခပုံနဲ့ဝိဘတ်နဲ့ မှန်လားပါဗျာယခောယခာယခယခာယခံယခေယခေနယခေဟိယခေပိယခတမယခမာယခမာယခာယခေဟိယခေပိယခတယခနံယခတမေယခမိယခေ အမိ ယခေတုပါဗျာ မှန်ပါတယ်အရင်ပါဠိတွေပါဠိတခြားသင်္นานတွေတော့တက်ဘူးလား မတက်ဘူးပါဘူးဗျာ ဟုတ်ဒါဆိုရင်နားလေတယ်နော် မှန်လားပါဗျာ အဲ့တော့ဒီဟာတွဲဆက်တက်သွားလို့ရှရင်မီးနည်းရတာနဲ့အဓိပ္ပာယ်တိသွားပြီယခောဆိုရင်ပထမဝိဘတ်ဆုံးတဲ့အတွက်ကြောင့်ယက္ခကဘလူးဩကပထမဖြစ်တဲ့အတွက်ကြောင့်တိပဲယခောဘလူးတိလို့ဘာသာပြန်ရုံပဲ မှန်လားပါဗျာ ယက္ခာဆိုရင်ဘူးဘုတ်ဖြစ်တဲ့အတွက်ကြောင့်တို့များကုန်ကြထဲ့ပေါ့ဘလူးတို့သည်လို့ပြန်လိုက်ရုံပဲယက္ခဆိုရင်အာလုတ်ဖြစ်တဲ့အတွက်ကြောင့်အိုပဲယက္ခအိုဘလူးပဲယက္ခအိုဘလူးတို့ယက္ခံအံဝိဘတ်ကဒုတိယဆိုတော့ဘာဝိဘတ်လဲမြန်မာဝိဘတ်က ကိုပါဖေ အဲ့ပါပါဗျာ ကိုဝိဘတ် ကို ကိုဝိဘတ်ဆိုတော့ယက္ခံ
ဘလူးကိုလို့ပြန်ရုံပဲ မှန်လား ဇီဘုဒ္ဓရက်ခံဇိနာတိဖះကဘလူးကိုအောင်မြင်တော်မူတယ်ဒီလိုဝက်ကြတယ်ဒီလိုပြန်လိုက်အောင်ပဲဘာမှမခက်ဘူးเนาะဘုဒ္ဓဩဆုံးတော့ဩဟာပထမဆိုတော့ဘယ်လိုဘာသာပြန်မှာတော့ ဖျား ဤ ဟုတ်အေး တီ ဘုဒ္ဓ ပါဖျား ဘုရားတီ ဖျား တီ ရက်ခံဘ အေး လူး အေးဘလူးတီဘလူးကို ကိုဒါဇိနာတိကတော့ကရိယာဆိုထားလိုက်တော့ခင်ဗျားတို့မသိရသေးဘူးဇိနာတိအောင်မြင်တော်မူ၏အောင်နိုင်၏ဗုဒ္ဓယက္ကံဇိနာတိဘုရားကဘလူးကိုအောင်မြင်တော်မူတယ်ဒီလိုမျိုးဝကြတွေတွေ့လာရက်ခေဘလူးတို့ကိုရက်ခေနာတတိယဝိပဿဆိုတော့ ဖြင့်ပါဗျာ ဖြင့်ဘလူးဖြင့်ရက်ခေပြီဆိုရင် ဘလူးတို့ဖြင့် ယက္ခသမယက္ခံမယက္ခပိစမီဆိုတော့ ပစ္စ မဝိပတ်မဝိပတ် မ ဒီလက်လေးချိုးယူထားပေါ့ဒီကိုဖြင့် ဟို အာ ဖြင့်အာမ ၌အိုဟုတ်လားဒီကိုဖြင့်အာမဤ၌အိုဒီယပရမပဲကိုဝဒုတိယပဲဖြင့်ရတတိယအာကသရုတ်တိမက တုတ်တီ ဤယသတ္တိ၌ကတတ္တမိအိုဝအာလောက်ပဲဒီကိုဖြင့်အာမဤ၌အိုနော်အဲ့တော့ယက္ခသမယက္ခမယက္ခဘလူမဒီလိုပြန်လိုက်အောင်မယ်ယက္ခေပြီဘလူတို့မယက္ခတာသရုတ်တိဆိုရင်အာသတ္တိဆိုရင်ဤယက္ခတာဘလူဤယက္ခနံဘလူတို့အားဘလူတို့ဤ လူလူအားဘလူတို့ဤ ယက္ခသမိန်သမိန်ဆိုတတ္တမိဆိုတော့ ၌ ၌ယက္ခသမိန်ကလည်းဘလူ၌ပဲယက္ခံမိရလည်းဘလူ ဘ ၌ လူး၌ယက္ခေရလည်း ဘလူး၌ ယက္ခေသူဘလူ ဘ တို့ လူး ၌ တို့၌ ဒီ ဘ လို လူး ပြန် တို့၌ ဟုတ်လားဘာမှမခက်ဘူးเนาะဒီဟာလေးတွေသိထားလို့ရှင်ဘာမှမခက်ဘူးဘုန်းတို့တော့အဲ့လိုမသိခဲ့ဘူးမသိခဲ့တဲ့အခါကျအကုန်တွေးသမျှကြက်ပဲဘုရားဘုရားသည်ဓမ္မစရိယသာပြီးလာတာဘုရားသည်တေးလို့မပြီးဘူးเนาะနောက်ကနေလိုက်ရေးလို့မပြီးဘူးနောက်ဆုံးဘုရားဆိုတဲ့မီးနေရနေတော့မှတီလေးတော့ကတော့လိုက်ရေးနေရတာဟုတ်လားနော်တကယ်တမ်းဘာမှများတာမဟုတ်ဒီကိုဖြင့်အမှားနိုင်ကိုဒါလေးရထားရင်ဝိဘပုံစံလေးကြက်ထားလိုက်ပြီးသွားပြီနော်ဝိဘပုံစံလေးဒါတွေကတော့ကြက်ရမှာဩအာဒေအာအန်အေအေနာအေအေဘီသမာမာအာအေအေဘီ နာဘီ သဒ္ဒါ သအာနံသအာ သ နံ မိမိအေတု ယေတု ဒါလေးတွေတော့ကြည့်ရမှာရှိကလည်းကြက်တဲ့နီးစနစ်ကြမမှန်ဘူးနောက်တန်းစာရီမကြည့်ရဘူးဒီလိုပြောကြတော့ဘုန်းတို့လည်းရင်တော့ကြည့်ရတာပြင်းတော့သူတို့ဝါဒလိုက်တာပေါ့အဲ့တော့ကြည့်ရမှာပါလဲဆိုဘုန်းတို့တွေကဗုဒ္ဓဘာသာဝင်တွေလေဖရာရဲ့တပည့်တွေဖရာရဲ့တပည့်တွေဆိုတော့ဖရာယန္နာအရိယာပုဂ္ဂိုလ်တွေကဘယ်လမ်းစဉ်ကိုလိုက်သွားလဲဆိုတာကြည့်ရဘုရားယန္နာအရိယာပုဂ္ဂိုလ်တွေကအကျိုးမရှိတဲ့လုပ်ကိုဘယ်တော့မှမလုပ်အကျိုးအများဆုံးလုပ်ကိုပဲသူတို့လုပ်တာအဲ့တော့ဒီအရိယာပုဂ္ဂိုလ်တွေကပိဋကတ်သုံးပုံကိုကျက်သွားကြတာလားအလွတ်ပြန်သွားကြတာလားဓမ္မမဟုတ်စာအုပ်တွေနဲ့ရေးပြီးတော့အနောက်တိုင်းစနစ်နဲ့လေ့ကျင့်သွားတာလားပေါ့ဘယ်လိုလုပ်သွားလားဘုရားယန္နာတွေကအလွတ်ပြောအလွတ်ရေးမြဖြစ်လို့အလွတ်ပြောအလွတ်ကျက်အလွတ်ဆိုလောက်သွားတာနော်ဒါကြောင့်မလို့ဘုန်းတော်က
ဖះရန်နာရဲ့လမ်းစဉ်ကိုလိုက်ရမှာ ဘယ်လိုပြောလဲကျ အလွတ်ကျက်ခြင်းရဲ့အကျိုးကဘာလဲဆိုအလွတ်ကျက်ခြင်းရဲ့အကျိုးကသူစာနားလည်ပြီးဟေ့ဆိုရင်တစ်လုံးနားလည်လို့ရှိရင်အကုန်နားလည်သွားတယ်နော်အလွတ်မကျက်ခြင်းရဲ့အကျိုးကဒီတဏှာပြောရင်ဒီတဏှာပဲနားလည်တာကျန်တဲ့ဟာတွေကိုနားမလည်ဘူးအဲ့ဒါဘာနဲ့ဆက်ဆက်ပြီးသိရလဲဆိုတော့အင်းဝခေတ်ကအခုစကိုင်းမှာရုပ်ဆောင်ကြောင်းဆိုတာရှိတယ်အဲ့ဒီရုပ်ဆောင်ကြောင်းကြီးကိုတည်ထောင်သွားတဲ့ဆရာတော်ဥရိယဝန္တာဆိုတာရှိတယ်အင်းဝခေတ်ကအဲ့ဒီဆရာတော်ဥရိယဝန္တာကသူကစာရီမသိငင်ကလေးကသူအလွတ်ကျက်လိုက်တာအမျိုးသမီးခေါင်းတရွက်စာရတယ်တဲ့နော်အဲ့တော့စာပေါင်းဘယ်လောက်ရမလဲဆိုတာတွက်ကြည့်လိုက်ခေါင်းတရွက်စာရထားဒါပေမဲ့စာရီနားမလဲဘူးမတက်ဘူးအဲ့ဒီမှာရေငုံဆရာတော်ကြီးစီကိုသူစာသွားတင်တယ်တပတ်တင်ပြီးတော့ဆရာတော်ကလားမတင်တော့ဘူးလေဦးစင်းလေးကလားမတင်တော့ရေငုံဆရာတော်ကြီးကဟာအရိယတရက်မလားနှစ်ရက်မလားသုံးရက်မြောက်ကြတော့ဟာဟိုကောင်ဘာလို့မလာလဲသွားမေးတဲ့အနေမကောင်းတာလားသွားမေးတော့မဟုတ်ဘူးတဲ့စာတက်သွားပြီတဲ့ဒါကြောင့်မလာတော့တာအဲ့လိုပြောတော့ဆရာတော်ရဆိုလို့သွားခေါ်ရုံကွာဆိုခေါ်ခိုင်းတော့လာမင်းဘာလို့လာမတက်တာလဲဒီတော့စာတက်သွားပြီဗျာတဲ့မင်းစာတက်မတက်ကိုမင်းပါဇက်ကပြောနေငါလက်မခံနိုင်ဘူးမင်းတကယ်စာတက်လို့ရှိရင်ဒီတိကာကျော်ကျမ်းရဲ့အဖွင့်ဖြစ်တဲ့တိကာကျမ်းကြီးကိုငါ့ကိုရေးပြအဲ့ဒါဆိုရင်ငါလက်ခံမယ်မင်းစာတက်တာအဲ့မှာဆရာတော်ရေးလိုက်တာတိကာကျော်ကျမ်းကစာမျက်နှာညာကျော်300လောက်ပဲရှိတာအဲ့ဒီကျမ်းရဲ့အဖွင့်ကျမ်းကြီးကိုပါဠိလိုရေးချလိုက်တာမဏိမင်္စုတာတိကာကျမ်းဆိုတာစာမျက်နှာ900 600လောက်ရှိတဲ့အနှစ်အုပ်ရေးပလိုက်တာအဲ့ကြမှာရေငုံဆရာတော်ကြီးဟာဟုတ်တယ်မင်းတကယ်စာတက်တယ်ဒါအာဂုံရခြင်းအကျိုးဘုန်းတို့လည်းဒီတိုင်းပဲဘုန်းသာပြီးရသည့်စာမတက်သေးဘူးစာနားမလည်သေးဘူးပေါ့ပြောရရင်ဘယ်ချိန်မှနားလည်သွားတာလဲဆိုတော့ဆရာမိုးစီမှာစာပေတွေတရားတွေသွားဆွေးနွေးရင်းနဲ့ဆရာမိုးကပြောလိုက်တယ်ဘာပြောလိုက်လဲဆိုပိဋကတ်3 ပုံဆိုတာခန္ဓာတွေကစကားတွေပါတဲ့ခန္ဓာတွေကတရားတွေပါဒီလိုလေးပဲပြောလိုက်အဲ့ဒီစကားကိုစဉ်းစားလိုက်တာဝက်လက်မြို့အထွက်ကနေကားပေါ်မှာကားစီးရင်နဲ့စဉ်းစားလိုက်တာရွှေဘုံမြို့ကိုသွားတဲ့အခါရွှေဘုံမြို့မှာကျူသူပါဤဆိုတဲ့ဆိုင်းဘုတ်လည်းရောက်သွားစာတွေအကုန်လုံးနားလည်သွားပြောရင်ရုံမှာမဟုတ်ဘူးဒါအလွတ်ကျက်ချင်းရဲ့အကျိုးပြောကွာစာတွေအများကြီးရထားပြီလေစာတွေကအလွတ်ရထားတာတွေအများကြီးပဲဒါပေမဲ့စာတွေနားမလဲနားလဲပြီဆိုတဲ့အခါမှာဒိန်းငနဲ့တစ်ချက်နားလဲလိုက်တာနဲ့အကုန်လုံးကဘာဖြစ်သွားနားလဲသွားတာဒါကြောင့်မို့လို့အလွတ်လဲကျက်စိတ်ချင်ပါတယ်တချို့ကပြောလိမ့်မယ်တပည့်တော်တို့ကအသက်ကြီးပြီ50ကျော်ပြီ60ကျော်ပြီနဲ့ပြောလိမ့်မယ်ဘုန်းတို့မြန်မာနိုင်ငံမှာဘုန်းကြီးကျောင်းတွေမှာသင်နေတဲ့သင်ဘုန်းကြီးစာအုပ်ဆိုတာတွေ့ဘူးကြမှာပါအဲ့ဒီသင်ဘုန်းကြီးစာအုပ်ကိုရေးသွားတဲ့ဆရာတော်ကအားလုံးသိကြတဲ့ဥကျပွေးရေးသွားတာပါနော်သူရေးသွားတယ်ဥကျပွေးရေးသွားအဲ့ဒီဥကျပွေးကအသက်60ကျော်မှစာစတင်တဲ့စာရီကျက်တယ်နော်စာရီကျက်ပါတယ်အဲ့ဒီအားနေပြီးတော့သူစာရီတက်သွားတဲ့အခါမှာမြန်မာစာသင်္ဘုန်းကြီးကိုသူပြည့်ပြည့်စုံစုံရေးသွားနိုင်တယ်အခုချိန်ထိမြန်မာအတန်အစုံဆုံးဟာသင်္ဘုန်းကြီးပဲဖြစ်နေတယ်အဲ့ဒါဥကျပွေရေးသွားတာပါဒါကြောင့်တက်ကြီးရဲ့ဆိုပြီးတော့လည်းအာမလျှော့ပါနဲ့သင်ကြပါလေ့လာကြပါကြက်မှတ်ကြပါလေ့ကျင့်ကြပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့ဘုံဘုံရဲ့သင်္นานနော်18ရက်မြောက်သင်္นานလေးရနာကြမှာရအောင်ပေါ့ဆက်ပြီးတော့ဆရာတော်ဥဒ္ဒုံကနေပြီးတော့လေ့ကျင့်ငန်းနေဆက်လက်ပြီးပို့ချပါလိမ့်မယ်ပြီးသရခွဲတာတွေလေ့ကျင့်ကြပါဦး